အမေရိကန်ပြည်ထောင်စုမှာယာယီနေထိုင်ခွင့်ရထားကြတဲ့ El Salvador နိုင်ငံသားတွေရဲ့ TPS သက်တမ်းစက်တင်ဘာလ9ရက်နေ့မှာတရားဝင်ကုန်ဆုံးတော့မှာဖြစ်ကြောင်းအမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဌာန USCIS ကဩဂုတ်လ12ရက်နေ့မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။ဒါကြောင့်ဩဂုတ်လ12ရက်နေ့မှာအလုပ်လုပ်ခွင့်ပါမစ်သက်တမ်းကုန်ဆုံးမဲ့သူတွေကိုစက်တင်ဘာ9ရက်နေ့အထိအလိုလျောက်သက်တမ်းတိုးပေးလိုက်ကြောင်းပါအဲ့ဒီကြေညာချက်မှာထည့်သွင်းဖော်ပြထားပါတယ်။ El Salvador နိုင်ငံသားတွေကိုပေးထားတဲ့ TPS ဟာအခုချိန်မှာတက်တန်းရှိနေသေးတာကြောင့်အလုပ်လုပ်ခွင့်ပါမစ်လျှောက်ထားဆဲသူတွေအတွက်အခက်အခဲမဖြစ်စေဖို့သူတို့ရဲ့ EAD အလုပ်လုပ်ခွင့်ပါမစ်ကိုအလိုလျောက်တက်တန်းတိုးပေးလိုက်ခြင်းဖြစ်ကြောင်းနဲ့အဲ့ဒီလိုလှုပ်ဆောင်ချက်နဲ့ပတ်သက်လို့လဲတူးချင်းစီကိုအသိပေးအကြောင်းကြားသွားမယ်လို့ထည့်သွင်းဖော်ပြထားပါတယ်။ဒါပေမဲ့သူတို့ရဲ့ TPS ဟာလာမယ့်စက်တင်ဘာလ9ရက်နေ့မှာတက်တန်းကုန်ဆုံးမှာဖြစ်တဲ့အတွက်အဲ့ဒီရဲ့နောက်ပိုင်းမှာတော့တခြား TPS ဖြတ်သိမ်းခံထားရပြီးသူတွေနီးတူ El Salvador နိုင်ငံသားတွေလည်းကိုယ်သဘောနဲ့ကိုနေရပြန်တာဒါမှမဟုတ်အမေရိကန်မှာဆက်နေထိုင်ခွင့်ရရေးအတွက်တခြားနည်းနဲ့ status ပြောင်းတာတွေလှုပ်ဆောင်ကြရတော့မှာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာ TPS ရထားတဲ့ El Salvador နိုင်ငံသား1,900,000ကျော်ရှိပါတယ်။အများစုကတော့ကယ်လီဖိုးနီးယား၊ဝါရှင်တန် DC မြို့တော်အပါအဝင်အနီးနားမှာရှိတဲ့ Maryland နဲ့ Virginia တို့အပြင် Texas ပြည်နယ်တို့မှာနေထိုင်ကြတယ်လို့သိရပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်းလိုက်ပါ။